ပေးစာစာအုပ်ဟောင်းလေးကိုပြန်ထုတ်ကြည့်မိတော့မှုန်နဲ့တွေဆွဲလို့စာရွက်တွေရဲ့ကိုတစစီဆွဲဆုပ်ပြစ်လိုက်တယ်လို့ကွဲကွာခဲ့ကြတယ်ငါတို့တကယ်ချင်းများလမ်းတိုင်းမှာလမ်းညွန်ကမရှိတော့စကြက်မြေကိုရှာတွေးကြရဲ့လားပေးထားတဲ့လိပ်စာမှာငါလည်းမရှိတော့ဘူးမြို့ကြီးတစ်မြို့စာငါတို့အိမ်မက်တွေစင်ကြေဘုံတွေနဲ့ဝင်းရံထားတယ်ဆိုတဲ့အကြောင်းတကယ်တွေ့တော့လက်တွေ့ဘဝကိုရခဲ့ကြပြီမဟုတ်လားဥပမာပြန်ဆောင်ကြပြီဆိုပါစို့ငါတို့ပြောပြမယ်ငါတို့မငယ်ကြတော့ဘူးထွန်းကိုရှင်နန်းသစ်မဂ္ဂဇင်း2005မေ